ဒါကရိုးရှင်းပြီးပျော်စရာကောင်းတဲ့လှုပ်ရှားမှုတစ်ခုလို့ထင်ရပေမဲ့ကလေးတွေရဲ့မျက်နှာပတ်ချီဆွဲတာကတကယ်တော့ professional အလုပ်တစ်ခုပါလူတွေကမျက်နှာပတ်ချီဆွဲသူတွေကိုမွေးနေ့ပွဲတွေပွဲတော်တွေဈေးဝယ်စင်တာတွေကျောင်းတွေနဲ့အများပြည်သူဆိုင်ရာပွဲကြီးတွေအတွက်မကြာခဏငားရမ်းလေးရှိပါတယ်သူတို့ရဲ့အလုပ်ကကလေးတွေကိုမိနစ်အနည်းငယ်အတွင်းစူပါဟီးရိုးတွေတိရစ္ဆာန်တွေမင်းသမီးတွေလက်ပြတွေဒါမှမဟုတ်ကာတွန်းဇာတ်ကောင်တွေဖြစ်ပြောင်းလဲပေးဖို့ပါဒါပေမဲ့ဒါကထင်ထားသလောက်မလွယ်ကူပါဘူး professional ကလေးမျက်နှာပတ်ချီဆွဲသူတယောက်ဟာအမှုပညာကျွမ်းကျင်မှုစိတ်ရှည်မှုလက်လှုပ်ရှားမှုဉာဏ်ဆန်မှုနဲ့ငြိမ်ငြိမ်မထိုင်နိုင်တဲ့စိတ်လှုပ်ရှားနေတဲ့ကလေးတွေနဲ့အလုပ်လုပ်နိုင်စွမ်းလိုအပ်ပါတယ်အမှုပညာရှင်အများစုဟာအစိတ်တောက်ကင်းပြီးအရေးပြားထိခိုက်လွယ်သူတွေအတွက်ဘေးကင်းတဲ့အထူးလှကုန်ဆေးတွေကိုအသုံးပြုကြပါတယ်တချို့ပန်ချီဆရာတွေဟာ3မိနစ်အောက်တွင်းမှာအပြည့်အဝဒီဇိုင်းတစ်ခုကိုအပြီးတက်ဖို့လိုပါတယ်ဘာလို့လဲဆိုတော့ပွဲတွေမှာကလေးတွေတန်းစီဆောင်ဆိုင်ရတာများလို့ပါအတွေ့အကြုံရှိတဲ့အမှုပညာရှင်တချို့ဟာဟယ်လိုဝင်းပွဲတော်တွေနဲ့အားလက်ရက်ပွဲတွေလိုအလုပ်များတဲ့ရာသီတွေမှာအံ့ဩစရာကောင်းလောက်အောင်ငွေကောင်းကောင်းရှာနိုင်ပါတယ်ဒါပေမဲ့တန်ရှင်းရေးကအလွန်အရေးကြီးပါတယ်professional မျက်နှာကလေးများကြားဘက်တီးရီးယားများပြန့်နှံ့မှုကိုကာကွယ်ဖို့အတွက်ပချီဆရာများဟာစုပ်တက်များနဲ့ရေမြုပ်များကိုမှန်မှန်တန်ရှင်းရေးလုပ်ဖို့အရေးကြီးပါတယ်